တတောင်းက9GB ခုနှစ်ကထုတ်တဲ့ Circuits Manual တအုပ်ကိုကြည့်ရတဲ့စိတ်ဝင်စားစရာတစ်ခုသွားတွေ့လေအဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ဒီနေ့ခေတ် digital ကဘာကြီးကိုတိစောက်ထားတဲ့အခြေခံအုတ်မြစ်တွေအကြောင်းရေးထားတာပါဆိုတော့အဲ့ဒီလိုအချက်တွေကိုအတူတူလေ့လာကြည့်ကြအောင်တစ်ချက်လောက်စဉ်းစားကြည့်ပါလားကျွန်တော်နေ့တိုင်းတုံနေတဲ့ဖုန်းတွေကွန်ပျူတာတွေအဲ့ဒီ PC တွေအားလုံးကလေမျက်စိနဲ့တောင်မမြင်ရတဲ့ခလုတ်သေးသေးလေးတွေကိုဒီပုံများစွာနဲ့ဘလို့များအလိုလိုနေကြတာလဲအဲ့ဒီမိခွာရဲ့ play ကဒီမှာပါဒီဇလန်မှာအဓိကဆက်ဆောင်နေအောင်ရှိတယ်သူတို့ကတော့ diode နဲ့ transistor ပါပဲဟုတ်ပါပဲသူတို့နှစ်ခုကကျွန်တော်ရဲ့ digital ကဘာကြီးကိုဒီဆိုထားရဲ့မရှိမဖြစ်အဓိကအစိတ်ပိုင်းနေပေါ့ကဲဟုတ်ပြီပထမဆုံးအနေနဲ့ diode အကြောင်းကိုယဉ်ကြည့်လိုက်အောင်သူ့ကိုလွယ်လွယ်ကူကူမှတ်လို့ရအောင်ပြောရင်လက်စစ်စီးကြောင်းသူကလန်ဒလန်တူလို့ပြောလို့ရတယ် diode ဆိုတာကဘာလဲဆိုတော့သူက solid state PC တခုပေါ့ဆိုလိုတာကသူ့မှာလှုပ်ရှားတဲ့အစိတ်ပိုင်းတွေဘာမှမပါဘူးထိစက်နေရတစ်ခုပဲရှိတယ်သူ့ရဲ့အဓိကအလောက်ကလျှက်စစ်စီးကြောင်းကိုလာရတစ်ဖက်တဲကိုပဲတွားခွင့်ပေးတယ်နောက်တစ်ဖက်ကလာရင်တော့လုံးဝပိတ်ထားလိုက်တာဆိုတော့ diode မှာအခြေအနေ2မျိုးရှိတယ်လို့ပြောလို့ရတယ် forward bias နဲ့ reverse bias ပေါ့ forward bias ဆိုတာကတော့လက်စစ်စီးကြောင်းကိုလာဖြတ်သွားဆိုပြီးအလွယ်တကူတွားခွင့်ပေးထားတဲ့အခြေအနေဒါပေမဲ့ reverse bias ကျတော့လက်စစ်စီးကြောင်းကိုလုံးဝနေပါပိတ်ဆို့ထားတာမလာနဲ့ဆိုပြီးတားထားတဲ့သဘောပဲအဲ့ဒီနည်းနဲ့သူကလန်ဒလန်ထွားစစ်မြင်းကိုတီတီကြကြလိုက်နာစေတာပေါ့ဗျာ diode ရဲ့တင်ငယ်တာကိုကြည့်လိုက်ရင်တို့ရှင်းတယ်များတယ်စင်းလို့ပဲနော်အဲ့ဒီများကဘာကိုပြနေလဲဆိုတော့လျှက်စစ်အလွယ်တွေကိုစီးဆင်းနိုင်တဲ့လာရကိုပဲညွန့်ပြနေတာသူရဲ့အလုတ်လုတ်ပုံကိုဒီတင်ငယ်တာလေးတစ်ခုလဲနဲ့တင်ထိထိမိမိသေရုပ်ဖော်ထားတာဗျာဟုတ်ပြီလက်စစ်စီးကြောင်းတော့လန်ဒလန်ထွားအဲ့ဒါကဘာကြောင့်ဒီလောက်တောင်ရေးချနေရတာလဲအဓိကအကြောင်းကတော့ rectification လို့ခေါ်တဲ့လုပ်ငန်းစဉ်ကြောင့်ပါပဲအဲ့ဒါကဘာလဲဆိုတော့လေကျွန်တော်တို့အင်္ဂါ plug ပေါက်ကရတဲ့လျှက်စစ်က alternating current AC လို့ခေါ်တယ် line လို့အတက်အကျရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ PC တွေဖုန်းတွေကွန်ပျူတာတွေက direct current နဲ့ DC လို့ခေါ်တဲ့တည်ငြိမ်တဲ့လျှက်စစ်ကိုလိုအပ်တာအဲ့ဒီ AC ကို DC အဖြစ်ပြောင်းမဲ့တဲ့အဓိကအလုပ်ကို diode တွေကလုပ်ပေးတာပဲဒါကြောင့်မလို့ဖုန်းအားသွင်းခေါင်းတွေကစလို့ power supply တွေအထိအရာအလုံးက diode data မရှိရင်ဖြစ်လာမှာမဟုတ်ဘူးကဲအခုဆိုအခြေခံ diode ရဲ့တိုးတရားကိုနားလည်သွားပြီဆိုတော့ဒီထက်ပိုပြီးထူးခြားတဲ့စွမ်းရည်တွေရှိတဲ့အထူးပြု diode တွေအကြောင်းကိုဆက်ပြီးကြည့်ရကြရအောင်ဒီမှာတော့လူသုံးများပြီးအားလုံးနဲ့ယဉ်ညီပြီးသားဥမာနှစ်ခုကိုပဲကြည်သွားပါမယ်အဲ့ဒါတွေကတော့ LED နဲ့ Zener ကာရုပ်တို့ပဲဖြစ်ပါတယ် light emitting diode အတူကော LED ပေါ့ဒါကတော့အထူးပြုလုပ်ထားတဲ့ diode တစ်မျိုးပဲသူရဲ့ထူးခြားချက်က forward bias အခြေအနေဆိုလိုတာကလက်စစ် sequence ပြုထားတဲ့အချိန်မှာသူကအလင်းထွက်လွတ်ပေးတယ်သူ့ကိုတာမန် diode တွေလို့မဟုတ်ပဲအလင်းထွက်ကောင်အထူးတော့ပေါင်းပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါသူရဲ့သင်္ကေတကိုကြည်လိုက်ရင်လည်းရှင်းရှင်းလေးမယ်ဒါမှန် diode သင်္ကေတပေါ်ကနေအပြင်ဘက်ကိုထွက်နေတဲ့မြားလေးနှစ်စင်းကိုတွေ့ရလိမ့်မယ်အဲ့ဒါကသူဟာအလင်းထုတ်လွှတ်တယ်ဆိုတာကိုပြနေတာပေါ့နောက်တစ်ခုက Zener diode ဒါကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူကဘလို့လို့လဲဆိုတော့တာမန် diode တွေကရက်စစ်ကိုပြောင်းပြန်မစည်းစေဘူးเนาะဒါပေမဲ့ Zener diode ကတော့တတ်မှတ်ထားတဲ့ voltage တစ်ခုကိုရောက်သွားပြီဆိုတာနဲ့ရေကာရာကြိုးကြတယ်လို့မျိုးရက်စစ်စီးကြောင်းကိုပြောင်းပြန်စီးဆင်းခွင့်ပေးလိုက်တယ်အဲ့ဒီ effect ကို avalanche effect လို့ခေါ်တယ်ဒီလိုတိကျတဲ့ voltage မှာအလုံးလုံးတဲ့အတွက်သူ့ကို voltage ကိုတိတိကျကျထိန်းညှိပေးရတဲ့နေရာတွေမှာအများလုံးသုံးကြတယ်သူ့ရဲ့သင်္ကေတကလည်းမှတ်ရလွယ်ပါတယ်ကက်ချုပ်ထိတ်မှာ Z ပုံစံလေးနဲ့ကွေးထားတာကိုတွေ့ရမှာပါဒါကြောင့် circuit ပုံတွေထဲမှာသူ့ကိုအလွယ်တကူခွဲခြားလို့ရတယ်ကဲdiode အကြောင်းတည်သွားပြီဆိုတော့ဒုတိယမြောက်အဓိကစကောင်ဖြစ်တဲ့ transistor အကြောင်းကိုဆက်လိုက်ကြရအောင်သူ့ကိုတော့ရက်ဆက်ရေပုံပိုင်းဆိုတော့တင်စားချက်နဲ့မိတ်ဆက်ပေးခြင်းပါတယ် Okay လန်သွားဂိတ်တန်ကားကအသုံးဝင်နေဆိုတာတော့သိပြီဒါပေမဲ့စီးစိမှုပမာဏကိုရောဘယ်လိုထိန်းချုပ်ကြမလဲအများကြီးစီးစိချင်တာနည်းနည်းပဲစီးစိချင်တာမျိုးကိုလေအဲ့ဒီမိခွန်းရဲ့အဖြေကတော့ transistor ပါပဲသူကထိစက်နေရာ၃ခုပါတဲ့ပစ္စည်းတစ်ခုသူ့ရဲ့အစွမ်းထက်တဲ့အချက်ကပါလဲဆိုတော့ base လို့ခေါ်တဲ့နေရာကိုစီးဝင်တဲ့လက်စီးကြောင်းအနှဲငယ်လေးနဲ့အများကြီးပိုကြီးမားတဲ့ output လက်စီးကြောင်းကိုထိန်းချုပ်နိုင်စွမ်းရှိတာပဲတနည်းအားဖြင့်သူကလက်စီးကြောင်းကိုအစားပေါင်းများစွာချဲ့ပေးတဲ့ amplifier တစ်ခုလို့အလုပ်လုပ်တာပေါ့ NPN transistor တစ်ခုရဲ့တိစောက်ပုံကိုရိုးရိုးရှင်းရှင်းကြည့်လိုက်ရင် N type P type ပြီးတော့ N type ဆိုပြီးအလွာသုံးလွာကို sandwich ညှက်ထားတယ်လို့ပဲဒါကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတိစောက်ပုံကိုအကြမ်းဖြင့်မြင်တော့ပြတာပါဒါကတော့သူ့ရဲ့ circuit ပင်ကေတာပါ collector OC base ကို B နဲ့ emitter ကို E ဆိုပြီးထစ်ဆက်နေရ၃ခုကိုရှင်းရှင်းလင်းလင်းပြထားတယ် emitter မှာပါတဲ့များလေးကတော့လက်စီးကြောင်းစီးထွက်တဲ့လာရကိုပြနေတာဖြစ်ပါတယ် transistor မှာအထူးလောက်ဆောင်ချက်နှစ်ခုရှိတယ်ပထမတစ်ခုကခလုတ် switch အဖြစ်အလုပ်လုပ်တာ
ဆိုလိုတာက base ကိုလက်စီကြောင်းအနှဲငယ်လေးပေးလိုက်တာနဲ့အထက်ကလက်စီကြောင်းကြီးတစ်ခုလုံးကိုချက်ချင်းအဖွင့်အပိတ်လုပ်နိုင်တယ်ဒုတိယတစ်ခုကတော့ amplifier ဖြစ်ပါ base မှာရှိတဲ့လက်စီကြောင်းကိုနည်းနည်းလေးအပြောင်းလဲလုပ်ပေးရုံနဲ့ပိုကြီးမားတဲ့လက်စီကြောင်းကိုရေပုံမိုင်ခေါင်းကိုဖိဖိလေးလှည့်ပြီးရေရှိန်ကိုထိန်းတယ်လို့မျိုးတိတိကျကျထိန်းချုပ်နိုင်ပါတယ် ဒီလို့ဆောင်ချက်တစ်ခုကဘယ်လိုကွာလဲဆိုတော့ digital switch effect သုံးတဲ့အခါမှာတော့ဖွင့်နဲ့ပိတ်ဆိုပြီးအခြေအနေတစ်ခုပဲရှိတယ် on နဲ့ off ပေါ့ဒါဟာကျွန်တော်တို့ရဲ့ digital computer ပညာရပ်ရဲ့အခြေခံအုတ်မြစ်ပဲ linear amplifier အဖြစ်သုံးတဲ့အခါမှာတော့အဖွင့်ပိတ်တင်မဟုတ်တော့ဘူးစီးစင်းမှုကိုညင်ညင်တတာအတို့အရောလုပ်နိုင်တယ်ဒါကတော့အတန်ချဲဆက်တွေ radio circuit တွေရဲ့အထက်တွေးကြောပေါ့ဒီလိုဘက်စုံသုံးနိုင်စွမ်းရှိတာကတကယ်ကိုအမခံပဲ ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ဒီနေ့ခေတ်ကဘာကြီးကိုတိဆောက်ထားတဲ့အခြေခံအကြားဆုံးအုံးမြင့်နှစ်ခုအကြောင်းကိုလေ့လာခဲ့ပြီးဖြစ်ပါတယ် ဒီအထက်ကတခါဆောင်တစ်ယောက်ကိုဖျမ်းပြီးခြုံကုန်ကြည့်အောင်ပထမတစ်ယောက်ဒါယောသူကလက်စစ်စီချောင်းကိုလမ်းကြောင်းမှန်းအောင်ညွှန်းပေးတယ်ရုပ်ရှင်မဲမဲသိရေးပါတယ်လန်ဒလန်တော့ပေါ့ဒုတိယတစ်ယောက် transistor သူကတော့စီးစစ်မှုကိုအဖွင့်ပေးလုံနိုင်တယ်လို့ရေပုံမိုင်လိုတိကျစွာထင်ချုံနိုင်တဲ့ဘက်စုံသုံးလက်စီရေပုံမိုင်တစ်ခုပါပဲ တစ်ချက်စဉ်းစားကြည့်လေဒီလောက်ရုပ်ရှင်းတဲ့စီမင်းတစ်ခုကကျွန်တော်တို့ရဲ့ဒီလောက်ရှုပ်ထွေးလာတဲ့ digital ကဘာကြီးတစ်ခုလုံးကိုဖန်တီးခဲ့တာဆိုတော့နောက်ထပ်လာမယ့်ကဘာတစ်ကိုရောဘလို့စီမင်းအသစ်တွေကတိဆောက်သွားမလဲဆိုတာကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ